ဒါလေးကဟိုစား A24 ကိုအိုင်ယာတိုင်းမိထားနော်အိုင်ယာက21ပဲရှိရနော်ကောင်းတယ်နော်အိုင်ယာတွေစီးတိုင်းအိုင်ယာကောင်းပါလေဒါက Samsung 22F Samsung 22F ကသူ original ကသူက20ကနေပြီးတော့50ကြာဒါ original အသစ်အိုင်ယာစကန်အိုင်ယာဟာနော်ကျောင်းဒီစကန်မှာ53 55 58ဆိုတာဒါအိုင်ယာများနေတာမဟုတ်နော်သူ original ကအိုင်ယာကသူက20ကနေ50ကြာလာတဲ့ဆဲတွေမလို့ပါနော်သူကဒီချက်ကသူကဟာ4.5A ပေးထားပါတယ်စပိန်အတွက်အဆင်ပြေပါတယ်စပိန်350 900ဝက်အထိကိုဒီကောင်တွေနဲ့စပိန်စင်သုံးလို့အဆင်ပြေပါတယ်နော်ဒီဝက်800 1000တွေအတွက်ကတော့ဟိုစား MBR များစင်တော့အဆင်ပြေကောင်းပြေနိုင်တယ်ဒါပေမဲ့မသုံးတာတော့အကောင်းဆုံးပါနော်ဒါဆိုရင် China 10ပါဆယ်တော့မသိဘူးChina 10မှာ IR21 ကောင်းတယ်နော်စကန်ဆဲတွေဆိုပြီးတော့တွား shot မတွန်းနဲ့ quality အရင်ကောင်းတာမြန်မာနိုင်ငံကမြန်မာနိုင်ငံကိုတွင်းတဲ့ quality မဟုတ်ဘူးနော်ဒါကြီးကမကောင်းဟာIR89ဒါဆိုရင်Piat နော် Panasonic Piat made in Japan IR23ပစ္စည်းတွေထဲမှာဒီကျွန်တော်တို့ဒီဂျပန်စကန်တွေထဲမှာဂျပန်စကန်ဆိုပြီးမဲ့ made in Japan ဆိုပြီးတော့လာတာကရှားပါတယ် made in China နဲ့ပဲလာတာများပါတယ်ဘယ်ပစ္စည်းမဆိုပါတော့ကျွန်တော်ဒီ electronic ပစ္စည်းတွေမှာလည်းအဲ့တိုင်းပါပဲ made in Japan နဲ့လာတဲ့ပစ္စည်းကရှားပါတယ် made in China နဲ့ပဲလာတာများပါတယ်ဒါပေမဲ့ made in China ကိုမြန်မာနိုင်ငံကိုဝင်တဲ့ quality နဲ့ဂျပန်နိုင်ငံကိုဝင်တဲ့ quality အဲ့လိုကွာသွားပါတယ်ခင်ဗျကျွန်တော်ဒါဆိုရင်လည်းပဲဒါ made in ဒါကတော့ made in Japan နဲ့လာတချို့ကောင်ဆို made in China နဲ့လာဒီဟာ speaker တွေပေါ့နော်ဒီ speaker ဆိုရင် made in Japan နဲ့လာတာရှားတယ် made in China နဲ့လာတာများတယ်ဘယ်ပစ္စည်းမဆိုပါ made in China များပါတယ်နော် quality တော့ကွာပါတယ်ဂျပန်နိုင်ငံကိုဝင်သွားတာနဲ့မြန်မာနိုင်ငံကိုဝင်လာတာနဲ့